အတွက်တောင်မန်တိုက်စစ်တွေကိုအပြုပြီးပွဲထွက်လာမယ်ဂွာဒီယိုလာရဲ့မန်စီးတီးအားလုံးသောဘောလုံးပရိသတ်တို့မင်္ဂလာပါဗျဒီနေ့ညမှာတော့အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတစ်သင်းလို့ဖြစ်တဲ့မန်ချက်စတာစီးတီးနဲ့အမြဲတမ်းအသင်းတွေကိုခေါင်းခဲစရာဒုက္ခပေးတတ်တဲ့ခရစ္စတယ်ပဲရိုရဲ့အကျိတ်နဲ့ပွဲစဉ်ကိုကျွန်တော်တို့ကြည့်ရှုရမှာပါလက်ရှိချန်ပီယံမန်စီးတီးအတွက်ကတော့ဒီပွဲကအမားခံလို့မရတဲ့ပွဲတစ်ပွဲပါပဲအမှတ်ပေးစရာထိတ်ဆုံးရောက်ရှိဖို့ဆိုလို့ရှိရင်နိုင်ပွဲဆိုတဲ့ရလဒ်တစ်ခုလေးကိုပဲရရှိမှာဖြစ်မှာပါပြီးတော့မန်စီးတီးရဲ့ပတ်ဂွာဒီယိုလာကဘယ်လို technique တွေနဲ့ပွဲထွက်လာမယ်ဆိုတာကိုတော့ကျွန်တော်တို့ဒီညမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခရစ္စတယ်ပဲလီဟာအမြဲတမ်းအတွက်ကျွန်တော်တို့ဧည့်သည်ဆိုလို့ပြောလို့ရပါတယ်သူတို့ကအသင်းတွေကိုအမြဲတမ်းဒုက္ခပေးနေတဲ့ဝါသနာရှိရဲ့အသင်းမျိုးဆိုရင်လည်းမမှားဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗျခါစစ်ကိုကြီးလစ်ကစားတယ်တံပြန်တိုက်စစ်ကနေပြီးတော့မန်စီးတီးကိုအလင်းငိုက်တိုက်ဖို့ချောင်းနေမယ်လို့ကျွန်တော်ထင်ပါတယ်ဗျမန်စီးတီးရဲ့တိုက်စစ်ကြိုင်ကြားမှာရောပဲလီကဘယ်လောက်ထိခံနိုင်ရရှိမလဲဒါမှမဟုတ်ရင်အီတီဟက်ကွင်းထဲမှာပဲပဲလီတို့ကအန်အောသင့်စရာတွေပြသသွားမလားဆိုတာကိုကျွန်တော်တို့ဒီညပွဲစဉ်ပြီးမှအားလုံးပဲသိရှိရမှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့အချက်လက်လေးတွေကိုကြည့်လိုက်ရအောင်ဗျမန်စီးတီးကသူတို့ရဲ့အိမ်ကွင်းအီတီဟက်မှာပဲလီကိုအခန့်ရတိုင်းဂိုးပြတ်နိုင်လေးရှိရဆိုပေမဲ့ပဲလီကမန်စီးတီးကနေပြီးတော့အမှတ်ခိုးယူရမှာအမြဲတမ်းအနေနဲ့အရှိဆုံးအသင်းဖြစ်တာဆိုတာလေကျွန်တော်တို့မေ့ထားလို့မရပါဘူးမန်စီးတီးကပြန်ပြန်အပြင်အိမ်ကွင်းမှာတပွဲကို1.5 ဂိုးနဲ့အထက်ကိုသိမ်းယူထားနိုင်ပြီးတော့ပဲလီကတော့ဒီရာသီမှာသူတို့ရဲ့ခံစစ်ပိုင်းချစ်လက်မှုကိုအားပြုထားပြီးအဝေးကွင်းပွဲစဉ်တွေမှာကလင်းရှိရရှိဖို့ထက်ကိုတံပြန်တိုက်စစ်ကနေပြီးတော့ expected goal တွေရရှိဖို့ကြိုးစားလာတာကိုလည်းကျွန်တော်တွေ့ရှိရပါတယ်ပြီးတော့ဟာလန်ကလည်းဒီနှစ်မှာဂိုးဒန်ဘုတ်အတွက်အပြေဆုံးဖြစ်နေပြီးတော့ကွင်းလယ်မှာလည်းကျွန်တော်တို့ချာကီတို့ဖိုဒန်တို့ရဲ့ဖန်တီးမှုတွေကနေပြီးတော့လည်း successful rate က85နဲ့အထက်မှာရှိနေပါတယ်အဲ့တော့ဤပညာပိုင်းအားသာမှုမှာလည်းမန်စီးတီးရဲ့ပိုင်ဆိုင်မှုအသာစီးနဲ့ကစားမဲ့ position play ကိုပဲလီရဲ့ low block ကစားတဲ့ခံစစ်တဲ့ကစားနည်းကဘယ်လိုတုံ့ပြန်သွားမလဲဂွာဒီယိုလာရဲ့အသင်းကလည်းကွင်းလယ်ကိုဘယ်လိုချုပ်ကင်သွားမလဲဆိုတာကိုကျွန်တော်တို့ပရိသတ်တို့ကအသက်ရှူကြက်လောက်အောင်စောင့်ကြည့်ရပါလိမ့်မယ်ပြီးတော့တောင်မန်တိုက်စစ်ကပဲလီရဲ့တောင်မန်ကစားသမားတွေကလည်းတကူတော့စွမ်းရည်ထက်မြက်တာကြောင့်မန်စီးတီးရဲ့ high line ကိုဘယ်လောက်ထိဒုက္ခပေးသွားမလဲဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါပြီးတော့မန်စီးတီးရဲ့ကွင်းလယ်မှာရိုဒီမပါလိုင်းတဲ့အတွက်ကြောင့်မန်စီးတီးကဂွာဒီယိုလာကတောင်မန်တိုက်စစ်ကိုကျွန်တော်တို့အားပြုပြီးတော့လိုင်းရထွက်လာဖို့ရှိရလို့ကျွန်တော်ထင်တယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ Bradford နဲ့ပွဲမှာလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ်လို့ထင်တယ်။အဲဒီမှာဘယ်တောင်မန်မှာဂျယ်ရမီတိုကူနဲ့ညတောင်မန်မှာစီမန်ညိုတို့ကတောင်မန်နှစ်ဖက်ကနေပဲတိုက်စစ်ပြူတာကိုကျွန်တော်တွေ့ရှိရမှာပါ။အဲ့တော့ဂျယ်ရမီတိုကူအကြောင်းလေးနည်းနည်းပြောလိုက်ရအောင်။တိုကူကအခုနောက်ပိုင်းခြေစမ်းတွေမှာမန်စီးတီးအတွက်တကယ်ကိုဂိမ်းချိန်မှာတယောက်ဖြစ်လာတယ်လို့ပြောလို့ရတယ်ဗျ။ပြီးခဲ့တဲ့9ပွဲမှာကိုသူရဲ့တွင်းကိုက4ဂိုးနဲ့ထက်ရှိပြီးတော့4ဂိုးရှိပြီးတော့ဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ထားပါတယ်ပွဲရလိုမှာပြန်မနောက်တန်းတွေကိုဒုက္ခပေးနေပြီးတော့သူရဲ့ instant play style တိုင်းကိုအခုဆိုရင်စောတက်ပိုင်းမှာပါပူပြီးတော့သင်ကြားလာတာကိုကျွန်တော်တွေ့ရှိရမှာပါခရစ္စတယ်ပဲလီဆိုတော့ခန်းစစ်ကိုကြည်လက်ဆော့ပြီးရဲ့စောတက်တဲ့ကစားတဲ့အသင်းဆိုပေမဲ့လည်းဒုကူလိုမျိုး 1+1 ကြော်ဖြတ်တဲ့ကစားသမားတစ်ယောက်ကသူ့ရဲ့လှင်မြန်တဲ့ခြေလွှမ်းနဲ့ဖျက်ထောက်မှုတွေရဲ့ကြားမှာပဲလီနောက်ခံလူတွေကနေရာလွတ်တွေပေးမိသွားမလားဆိုတော့ပဲကျွန်တော်တွေးမိရဲ့ဗျအဲ့လိုနေရာလွတ်ရသွားတယ်ဆိုရင်တော့ကျွန်တော်တို့အရှိမရှိရဲ့အလင်ဟာလန်ကတော့အလွတ်ပေးမှာတော့မဟုတ်ဘူးဗျသူ့ရဲ့ဘောလုံးနဲ့ကိုသူ့ရဲ့ခြေထောက်ထဲကိုဘောလုံးတစ်လုံးရောက်သွားတာနဲ့ကိုကျွန်တော်တို့ဂိုးဖြစ်ကိုပြောင်းလဲနိုင်တာရှိကြအောင်ကျွန်တော်တို့မြင်ရရမှာပါဒီပတ်ကွာဒီလိုအနေနဲ့လည်းဒီညပွဲမှာဒိုကူကိုတောင်မန်မှာအဓိကလက်နက်ဖြစ်သုံးလာဖို့ရှိမယ်ဗျဒိုကူရှိရထွက်လာမယ်ဖြစ်တဲ့မော်တွေအန်ထွက်လာမဲ့ဘောတွေကိုဟာလန်ကနေဂိုးဖြစ်ပြောင်းလဲနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ဒိုကူကပဲဘယ်တောင်မှဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကိုတစ်ချက်ကျွန်တော်စောင့်ကြည့်ရမှာပဲအဲ့တော့ညတောင်မှာကလည်းစီမန်ညိုကအခုနောက်ပိုင်းဆိုလို့ရှိရင်မန်ချက်စတာစီးတီးရဲ့တိုက်စစ်ရန်နေရတဲ့မှာသူအင်အားအသစ်နဲ့ရောက်ရှိလာတယ်လို့ပဲသူပဲလီရဲ့ခံစစ်ကိုဘယ်လောက်ထိအခက်တွေ့အောင်လုပ်မလဲဆိုတာကျွန်တော်ဒီညမှာစောင့်ကြည့်ရမှာပါကျွန်တော်ဇန်နဝါရီလတည်းကနေပြီးတော့ပေါင်65တန်းနဲ့ရောက်ရှိလာတဲ့စီမန်ညိုကဂွာဒီယိုလာရဲ့အကြိုက်တိုက်စစ်ကစားသမားတယောက်ဖြစ်လာခဲ့တယ်။သူရဲ့တန်မာတဲ့ body structure တွေဘဲချင်းညာချီကိုချင်းနှစ်ပတ်လုံးကိုကျွမ်းကျင်စွာအသုံးပြုနိုင်မှုတွေလျှက်တစ်ပြက်ပြေးထွက်တာတွေခက်တင်မောတွေကအလွန်ကောင်းတယ်ဗျ။ ပြ
ပြီးတော့ဒီဟာဒီမှာသူကသွင်းကို15ဂိုးအထိရယူထားပြီးတော့ဖန်တီးမှုကို4ချိန်ထိပြုလုပ်ထားတယ်သူရဲ့ stat တွေကနဲတော့မနေဘူးဗျတပွဲကိုပြန်လိန်ခောက်ကြုံမှုတွေ successful dribbling ဆိုလို့ရှိရင်အချိန်အမြင့်မားသလိုမျိုး area ပြင်ရတဲ့ away kick ကန်ချက်တွေကလည်းကိုပေါက်တင်းယူရမှာလေအလွန်ထူးချွန်သူတယောက်ပါကျွန်တော်အာဆင်နယ်ပွဲမှာတော့သူစင်မန်ညိုရဲ့ကစားဟန်ကိုကျွန်တော်ကောင်းကောင်းရင်တွေ့ရှိခဲ့ရတယ်ခရစ္စတယ်ပဲလီရဲ့ချစ်လက်တဲ့ခါစစ်ကြောင်းကိုဖောက်ထွက်နိုင်မလားဆိုတာစီမန်ညိုဒီညကျွန်တော်တို့ဒီလိုစောင့်ကြည့်ရအောင်ဗျပြီးတော့ဟာလန်နဲ့အတူအတွဲဖက်မိမိကစားနိုင်ပြီးတော့စီမန်ညိုဘက်ကဖြစ်တင်မောတွေကိုဟာလန်ကဂိုးဖြစ်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ်အဲ့တော့ဒီညမှာကျွန်တော်တို့ ED ဟက်ကွင်းကြီးရဲ့မှာစီမန်ညိုရဲ့ဒိုဂူရဲ့ဟာလန်ရဲ့တို့ဘယ်လောက်ထိကခုံနိုင်မလဲဘယ်လောက်ထိဂိုးဖြစ်ဖန်တီးနိုင်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်